ကံစိုးကိုဖယ်ရှားပြီးတော့ကံကောင်းအောင်ကြိုးစားအထုတ်ခြင်းဟာတန်တရားထဲမှာနေတဲ့အချိန်မှာတော့ဒါမှန်ကန်တယ်လို့ခေါ်မြတ်စွာဘုရားကိုယ်တိုင်ကပြုလုပ်မှုဆိုတဲ့ကံတရားမှာအဆိုးကောင်းနှမျိုးခွဲခြားပြီးတော့ဟောထားတာဖြစ်တယ်အကုသိုလ်ကံတွေကိုကံဆိုးလို့ဆိုပြီးတော့ကုသိုလ်ကံတွေကိုကံကောင်းလို့ဒီလိုသတ်မှတ်တယ်လောကလူတွေကတော့ကိုယ်မှာအခြေအနေတစ်ခုပေးတယ်ဥပမာမဲ့စီးပွားဥစ္စာတိုးတက်တယ်ကျမ်းမာရေးကောင်းတယ်မမျှော်လင့်တာတွေရတယ်အောင်မြင်တဲ့ကြီးပွားတဲ့ဆိုရင်ကံကောင်းတယ်လို့ပြောကြတယ်သို့တော့ကံဆိုဒီမှာကိုလုပ်ခဲ့တဲ့လုပ်ရတစ်ခုထိုလုပ်ရဟာလည်းပဲစိတ်ရဲ့စွမ်းဆောင်မှုမပါဘဲနဲ့လုပ်တယ်ဆိုတာမဖြစ်ဘူးအခုလို့တရားပွဲလုပ်တယ်ဆိုတာတောင်မှပဲစိတ်အားတွေအရင်ဖြစ်ပေါ်လာတယ်စိတ်အားတွေထည့်ပြီးတော့နောက်ကလည်းပြောရတယ်ကိုယ်ဒီလျောက်လည်းကြိုးစားအထောက်ချအဲ့ဒီရှေးဥစွာစိတ်အားထည့်တာကိုယ်ဒီလျောက်လုပ်ဖို့တုံကပြောဖို့အတွက်ကြီးမားတဲ့တွန်းအားတွေပဲဖြစ်တယ်ပေါ့လောကမှာစိတ်မပါရင်ဘာတစ်ခုမှလုပ်လို့မရဘူးဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတဲ့အခါမှာmind center teaching လို့ဆိုစိတ်ကိုဗဟိုပြုပြီးဆုံးမဩဝိရိယစိတ်ဟာတစုံတစ်ခုပြောတော့မယ်ဆိုရင်လည်းပဲစိတ်ထဲမှာအရင်ကြံစည်တာပဲဖြစ်တယ်ကြံစည်ပြီးတော့မှပြောတာတစုံတစ်ခုလုံးတော့မယ်ဆိုလို့ရှိရင်လည်းစိတ်ကူးပြီးတော့လှုပ်တာပဲဖြစ်တယ်စိတ်ကူးမှုကြံစည်မှုဆိုတဲ့တွန်းအားတွေကပြောဆိုမှုနဲ့ပြုလုပ်မှုဖြစ်ပေါ်စေတယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့အကြောင်းရင်းဖြစ်တဲ့စိတ်ကိုသူကကံအဖြစ်ရသော်ဘုရားကသတ်မှတ်ဖော်ပြခဲ့တာဖြစ်တယ်ကံလို့ဆိုတာဟာဒီစေရနာဟံဘိက္ခွေကမ္မဝဒ္ဒစိတ်ဆိုတဲ့ထဲမှာရည်ရွယ်ပြီးတော့ပြုလုပ်တဲ့စိတ်တွန်းအားတစ်ခုကိုကံလို့ပြောတာပဲဖြစ်တယ်ပေါ့အဲ့ဒီတွန်းအားဟာလေကံလို့ခေါ်တာရှိတယ်တွန်းအားကြောင့်ဖြစ်ပေါ်လာတဲ့လုပ်ရတစ်ခုကိုလေကံလို့ပြောတာပဲရှိတယ်ပေါ့အဲ့တော့ဒီနှမျိုးစလုံးဟာကံလို့ဆိုတဲ့နေရာမှာမှန်ကန်တယ်အဲ့တော့စိတ်စေရနာမှန်ကန်မှုရှိမှပြောဆိုမှုလှုပ်ဆောင်မှုတွေမှန်ကန်မှုဖြစ်လာမှန်ကန်မှုဖြစ်လို့သာလေအကျိုးတရားတွေကိုဖြစ်ပေါ်စေတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီတန်တရားထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာကံကောင်းနေလို့ရှိရင်ကံကောင်းတယ်ဆိုတာကုသိုလ်ကံတွေအကျိုးပေးလှည့်ရောက်လာလို့မိမိရဲ့စိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ပြီးတော့လူတွေဟာချမ်းသာတစ်ခုမှနေချမ်းသာတစ်ခုကိုရရှိသွားတယ်ဘဝကောင်းမြတ်တဲ့ဘဝတစ်ခုကနေပြီးတော့ပို့ပြီးတော့ကောင်းမြတ်တဲ့ဘဝတစ်ခုကိုရရှိကြတန်တရားထဲမှာကံကောင်းဖို့ဆိုတာမတန်မှအရေးကြီးကံကောင်းမှုဆိုတာကုသိုလ်ကံတွေလုပ်ချကုသိုလ်ကံဆိုတာဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဆိုရယ်ကုသိုလ်ကံတွေကြိုးစားအဓိကအပြင်လူဘဝကိုရောက်ရှိအောင်ဖန်တီးပေးတဲ့ကံတရားဟာဒါနနဲ့ပတ်သက်တဲ့သီလနဲ့ပတ်သက်တယ်ပေါ့ဒီနှစ်ခုဟာလူဘဝကိုရောက်ရှိစေလူဘဝတွေမကဘူးနတ်ပြည်6ထပ်ဆိုတဲ့လူတွေတဲ့ပို့ပြီးတော့ချမ်းသာဒုက္ခများပြားတဲ့ဘုံဘဝကိုရောက်ဖို့ရဆိုတာလည်းပဲဒါနကုသိုလ်နဲ့သီလကုသိုလ်ရဲ့စွမ်းဆောင်မှုတွေပဲဖြစ်တယ်အဲ့ဒီဒါနကုသိုလ်သီလကုသိုလ်ဆိုတာတွေကိုပြုလုပ်ခြင်းအပြင်လူတွေဟာလူဘဝမှာချမ်းသာဒုက္ခရကြတယ်နတ်ဘဝမှာလည်းပဲချမ်းသာဒုက္ခရကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့တန်တရားထဲမှာဆိုတော့ကံကောင်းကြမှာဖြစ်တယ်ဒီကံကောင်းနေခြင်းဟာကောင်းတာတွေဖြစ်တာမှန်တော်လည်းပဲစဉ်းစားကြည့်ပြုလုပ်ခြင်းဆိုတာကိုကမ္မဝတ်လို့ခေါ်တယ်ပြုလုပ်ခြင်းကြောင့်ဘာဖြစ်လာတော့ဆိုဝိပါကဝတ်ဆိုတဲ့အကျိုးတရားဖြစ်ပေါ်လာအဲ့ဒီအကျိုးတရားဖြစ်ပေါ်လာလို့ရှိရင်ပြုလုပ်မှုကိုဖြစ်ပေါ်စေတတ်တဲ့အကျိုးတရားကိုတွေ့တာမမောတဲ့ကိလေသာဝတ်ဆိုပေါ်လာပြန်ပေါ်လာသည့်အတွက်ကြောင့်ဒီဝတ်လေတယ်လို့ပြောတာလူတွေကတော့မကောင်းတာဖြစ်မှဝတ်လေတယ်လို့ပြောတာမဟုတ်ဘူးအကြောင်းအကျိုးဆက်နွယ်ပြီးတော့ဖြစ်တာကိုဝတ်လေဝတ္တဆိုတဲ့စကားလုံးကလက်ပတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာလက်ပတ်နေတယ်ဒီအကျိုးတစ်ခုကိုလိုလားလို့အလုပ်တစ်ခုကိုလုပ်တယ်
လိုချင်တာကတစ်ခုလှုပ်တာကတစ်ခုနော်လိုချင်မှုကိုအကြောင်းပြုပြီးတော့လှုပ်တယ်လိုချင်တာကိုအကြမ်းပြင်းပြောရင်ကိလေသာဝတ်လို့ခေါ်တယ်ဟောများသောအားဖြင့်လောဘမကင်းသေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာလိုချင်တယ်ဆိုတာလောဘနဲ့လိုချင်တာဖြစ်တယ်လိုချင်ခြင်းဒီကိလေသာဝတ်ဖြစ်နေလို့ရှိရင်လှုပ်ခြင်းဆိုတဲ့ကမ္မဝတ်ဖြစ်တယ်ကမ္မဝတ်ဖြစ်ခြင်းကြောင့်ကံရဲ့အကျိုးတရားဆိုတဲ့ဝိပါကဝတ်ဖြစ်တယ်အဲ့တော့လိုချင်တယ်လှုပ်တယ်ရတယ်ထပ်ပြီးတော့လိုချင်ပြန်တယ်ထပ်လှုပ်ပြန်တယ်ထပ်ရပြန်တယ်ဆိုပြီးတော့ဒီစဝန်းလေးအတွင်းမှာလူတွေဟာလဲပတ်ပြီးတော့နေချအဲ့ဒါလို့လဲပတ်နေတဲ့အချိန်မှာတန်တရားထဲမှာစဉ်းစားကြည့်ဘလောက်ကောင်းစားတဲ့ဘဝပဲဖြစ်ဖြစ်အကောင်းစားဆုံးဘဝကဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ဒီတန်တရားထဲမှာအချမ်းသာဆုံးဘုံလို့ပြောရမယ်ဆိုရင်တော့သူဘဂိဏဘုံလို့ပြောတယ်နော်ဒုက္ခတွေတုံးဝပြည့်စုံတဲ့ဗြဟ္မဘုံတစ်ခုတော့ဒီတဲ့အစင်းမြင့်တဲ့ဘုံဘဝကိုပြောမယ်ဆိုရင်နေဝတင်ညာနန္တင်ညာရဏဘုံပေါ့အဲ့ဒီဘုံဟာဒါနကုသိုလ်နဲ့လည်းမရောက်နိုင်ဘူးသီလကုသိုလ်နဲ့လည်းမရောက်နိုင်ဘူးသမထကျင့်စဉ်လို့ဆိုတဲ့သူ့ဘုံကိုရောက်စေနိုင်တဲ့နေဝတင်ညာနန္တင်ညာရဏဆိုတဲ့ဇံမျိုးကိုအထုတ်ပြီးရရှိလာမှအဲ့ဒီဘုံကိုရောက်တယ်အဲ့တော့ဒါဘုံတွေထဲမှာအကောင်းဆုံးဘုံအမြင့်ဆုံးဘုံလို့ဒီလိုပြောအောင်အချမ်းသာဆုံးဘုံသူဘဂိဏဘုံအဲ့ဒီတဲ့အမြင့်ဆုံးဘုံဆိုရင်နေဝတင်ညာနာတင်ညာရဏဘုံဟောအဲ့ဒီလိုတန်တရားထဲမှာရှိနေတဲ့အချိန်မှာကံတွေရဲ့ဆွမ်းဆောင်မှုမကင်းသည့်အတွက်ကြောင့်ကံတွေကဆွမ်းဆောင်မှုပေးလိုက်တာချမ်းသာဒုက္ခကိုရစေတာမှန်တယ်သို့တော့ကံတွေကဖန်တီးထားလိုက်တဲ့ချမ်းသာထဲမှာဘာတွေပါလာတော့ဆိုအိုခြင်းနာခြင်းသိခြင်းတွေပါလာမလို့လားအတ္တတွေပါတယ်တန်တရားထဲမှာဆိုလို့ရှိရင်ဒီနေ့လူကလူချမ်းသာကိုရပါလို့အေးဆိုပြီးကုသိုလ်ကောင်းမှုလုပ်တယ်ဒါနကုသိုလ်ကအကျိုးပေးတယ်သီလကုသိုလ်အကျိုးပေးဒါနကုသိုလ်သီလကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တယောက်လူဘုံကိုရောက်လာတယ်မိကောင်းဖခင်သားသမီးဖြစ်လာတယ်စီးပွားဥစ္စာပြည့်စုံတယ်ကျမ်းမာတယ်အသက်ရှိတယ်လူချစ်လူခင်ပေါ်တယ်ဟောဒီလိုအခြေအနေတွေအကောင်းတွေကိုကံတရားကဖန်တီးပေးလိုက်တာကံကောင်းလိုက်တာမွေးကလေးကချမ်းသာတဲ့မိဘအိမ်မှာသွားမွေးတယ်မွေးသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေဆက်ပြီးတော့လုပ်နိုင်တယ်ဆိုဟောအမှန်တန်ကံကောင်းတယ်လို့ပြောကြတယ်မိဘကလည်းတတ်နိုင်တယ်နော်ချမ်းသာတယ်ကျမ်းမာတယ်အဲ့ဒါလို့မိကောင်းဖခင်သာသမီဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုတွေဆက်ပြီးတော့လုပ်ရင်သို့တော့အဲ့ဒီကုသိုလ်ကံရဲ့အကျိုးကျေးဇူးဆိုတဲ့ထဲမှာမလိုလားအပ်တာတွေဘာတွေပါလာတော့ကျမ်းမာတယ်ဆိုပေမဲ့လို့တနေ့ပြီးတနေ့အားတွေဆုပ်ယုပ်ပြီးတော့အိုမင်းလာတာကြတော့သူရလိုက်တဲ့ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းအိုးလာတယ်အဲ့ဒါကြတော့မလိုလားအပ်တဲ့ဟာဖြစ်လာတယ်ကိုရချင်တဲ့ဘဝမှာမလိုလားအပ်တဲ့အကျိုးကျေးဇူးတွေမလိုလားအပ်တဲ့အချက်တွေပါဝင်လာအေးအိမ်အောင်ပြုတဲ့လူတွေလည်းပြောကြတယ်နော်အိမ်အောင်မပြုခင်ကတော့ပျော်ရမယ်လို့အောင်းမိတယ်နောက်ပိုင်းမှာမမျော်လင့်တာတွေအများကြီးရလာတယ်လို့သူဆိုတယ်ပေါ့နော်အိမ်အောင်မပြုခင်ကစိတ်ကူးရင်တဲ့ဟာတွေဟာအိမ်အောင်ပြုပြီးတဲ့အခါထိုစိတ်ကူးရင်တဲ့အတိုင်းမဖြစ်ဘူးလို့ပြောတဲ့နေကြားရတယ်ပေါ့အဲ့ဒါမျိုးလိုပဲလူဘဝမရခင်ကတော့လူဘဝရချင်ကြတယ်သို့တော့လူဘဝရလာတဲ့အခါမှာမကျေနပ်စရာတွေကဘာတွေပါလာတော့မတည်မြဲတာမကျေနပ်စရာကိုကနုနုနဲနဲငယ်ငယ်ရွယ်ရွယ်အာအင်ပြဖြိုလှလှပပတဘွားလုံးနေချင်ပေမဲ့ဒီသားဒီသမီးဒီမိသားစုနဲ့တိုက်တိုက်ဝဲဝဲနေချင်မဲ့နဲ့နေရလားဆိုမနေရတဖြည်းဖြည်းအိုမင်းလာတယ်ကိုမဖြစ်ချင်တာတွေဖြစ်လာတယ်မဖြစ်ချင်တာဖြစ်လို့တတ်နိုင်သလားဆိုမတတ်နိုင်နော်သူ့တဘာဝအတိုင်းပဲအိုရာကိုကာကွယ်လို့လည်းမရနာရာကိုလည်းကာကွယ်လို့မရနောက်ဆုံးကြလို့ရှိရင်ချစ်ခင်လာပါတယ်ဆိုတဲ့မိသားစုပိုင်ဆိုင်နေဆိုတဲ့စိတ်ရွှေရတနာပိုင်ဆိုင်မှုပစ္စည်းတွေအားလုံးကိုဆွန့်လွတ်ပြီးတော့မျက်စိနှလုံးမှိတ်ပြီးတော့တွားကြတာဟောကံဘလောက်ကောင်းကောင်းနောက်ဆုံးမှာအဆိုးနဲ့ပဲရင်ဆိုင်သွားရတယ်တန်မြာထဲမှာဒီတိုင်းပဲဗြဟ္မာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းထို့တူပဲနောက်ဆုံးမှာအဲ့ဒီချမ်းသာလာပါတယ်ဆိုတဲ့ဘုံမှာဆုံးခွာလိုက်ရတာပါသွားတယ်နတ်ပြည်ရောက်တဲ့နတ်တွေလည်းနောက်ဆုံးမှာလက်လွတ်လိုက်ရနော်နတ်တွေများဆိုလို့ရှိရင်
နတ်ဆိုတဲ့သဘောကလူလိုမအိုဘူးတဲ့နတ်တွေကအသက်ကြီးလေပို့ပြီးတော့နုပြိုတွေတောက်ပြောင်တယ်နတ်ကလူခန္ဓာနဲ့မတူလူခန္ဓာကအသက်ရွယ်ကြီးလာ50 60ကျော်လာရင်အိုမင်းရင်းရော်လာစပင်းတွေဖြူလာတယ်သွားတွေကျိုးတယ်ဘေးတွေတွန့်ရုပ်ဆင်းတွေယူရင်းလာနတ်ကြတော့အဲ့ဒါလိုမဟုတ်ဘူးအသက်ကြီးလေပိုလှလေဘုံတကုပိုကြီးလေဒီလိုလာသို့တော့အဲ့ဒါလိုဘုံတကုကြီးတဲ့နတ်ပဲဖြစ်အောင်တော့တေနေ့စီပြီဆိုတဲ့နောက်ဆုံးတစ်နေ့ဆိုတာကြုံရတယ်နောက်ဆုံးတစ်နေ့ကြုံတော့မယ်ဆိုရင်သူ့မှာဆိုင်းနေပြလာဘာတွေဆိုင်းနေပြလာတော့ဆိုအခုလိုလွေရသေးကြီးလို့မပူမအိုက်ပဲနဲ့သူကဂျိုင်းညာကချွေးတွေယိုတယ်ပဲနော်ဂျိုင်းညာကချွေးယိုတယ်သူဝတ်ထားတဲ့အဝတ်ကဘယ်တော့မှဖော့ရတာမရှိဘူးဘယ်တော့မှလောင်ဒရီပေးရတာမရှိဘူးခါတိုင်းသူဝတ်ချင်တဲ့အတိုင်းအများတန်းတောက်ပြောင်းနေအဲ့ဓာတွေကနည်းနည်းညှိုးနွမ်းလာအဝတ်ကနွမ်းလာပန်းထားတဲ့ပန်းတွေကလည်းပဲနွမ်းလာအသားအရည်ကလည်းပဲခါတိုင်းလို့မဟုတ်ဘူးအသားအရည်ကနည်းနည်းမွဲ6ကလေးဖြစ်လာအရင်ကလို့စုပ်ပြေဝင်းလက်ပြီးတော့မနေပဲနဲ့အသားအရည်ကညှိုးနွမ်းရော်ရင်လာတယ်နေရထိုင်ရတာမပျော်တဲ့စိတ်တွေပေါ်လာအဲ့ဒါနတ်တွေတေမယ်ဆိုတဲ့ပုဗ္ဗနမိတ်လို့ပြောတယ်တချို့နတ်တွေတော့အကုန်လုံးသိချင်မှသိမှာဘုံတကုကြည့်တဲ့နတ်တွေဟာအဲ့ဒီသင်္ကေတနဲ့သူတို့တည်တော့မယ်ဆိုတော့သိရတယ်။ကျန်တဲ့နတ်တွေကတော့ပြုတ်ခနဲ့ဆိုလေတိုက်တဲ့အခါမှာဖျောင်းနိုင်လေငြိမ့်သွားတယ်လို့ငြိမ့်သွားတာသူတို့က။ဒါမို့နတ်တွေကြတော့မသားချရတယ်လို့မရှိဘူး။ဘာလို့မရှိတော့ဆိုသူတို့ခန္ဓာကိုယ်ကအစာစားလို့ရတဲ့ခန္ဓာကိုယ်ကြီးမဟုတ်ဘူး။ကံကဖန်တီးထားတဲ့ကမ္မဇယုတ်ဆိုတော့အမတမနုတယ်။လူတွေရဲ့မျက်စိနဲ့တော့မြင်လို့မရတော့အောင်နုတယ်ပေါ့။ဒါမို့လူတွေရဲ့မြင်ခွင့်မှမရှိဘူး။နတ်ကိုလူတွေကမမြင်ရဘူးမြင်ရတာတော့နတ်ကတော်ပဲမြင်ရနော်နတ်ကတော်ပြောတာပဲရှုံနေနေကြနတ်နဲ့တခါမှစကားပြောရတာမရှိဘူးအဲ့တော့နတ်ဆိုတဲ့ခန္ဓာကိုယ်ဟာအင်မတန်မှတိမ်မွေ့နူးညံ့နေသည့်အတွက်ကြောင့်သူတို့ခန္ဓာကိုယ်လူတွေရဲ့မျက်လုံးကမမြင်နိုင်ဘူးတဲ့လူတွေမမြင်ရတာတွေဆိုတာများတော့ရှိတယ်လေတိုက်တာသိတော့လဲလေကိုလူကမမြင်ရဘူးလေအဲ့ဒါလို့မမြင်ရတဲ့အရာရှိတယ်အဲ့တော့နတ်ရဲ့ခန္ဓာကိုယ်ကအလွန်သိမ်မွေ့နူးညံ့ပြီးတော့လူတွေရဲ့အမြင်ကွင်းကိုရောက်မလာဘူးလူတွေနဲ့ထိလို့တွေ့လို့ကြိုင်လို့လည်းမရဘူးရုပ်ချမ်းဖန်ဆင်းမှရတယ်ဒီခါတော့ကဗြဟ္မာကြီးတူဟာလူပြေရောက်လာမြတ်စွာဘုရားကိုဖူးခြင်းလို့လာခဲ့တာမြတ်စွာဘုရားရှေ့မှာသူကမတ်တရက်တဲ့အခါမှာသူခန္ဓာကိုယ်ကြီးကကျမ်းပေါ်မှာမြုပ်ဝင်သွားတယ်ရပ်လို့မရဘူးရမယ်ကြိုးစားလိုက်မြုပ်ဝင်သွားလိုက်ရမယ်ကြိုးစားလိုက်မြုပ်ဝင်သွားတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းလူပြေနဲ့တင့်လျော်တဲ့ရုပ်ကိုဖန်ဆင်းလိုက်အဲ့ဒါမှရပ်လို့ရမယ်ဆိုလူပြေနဲ့တင့်တော်တဲ့ရုပ်မျိုးဖန်ဆင်းရစီများလောင်းချလိုက်ရင်စိတ်ဝင်သွားတယ်လို့ပေါ့ခေါင်းထဲမှာစီလောင်းလိုက်မယ်ဆိုစီကစိတ်ဝင်သွားမှာစီကအပေါ်တင်းနေမှာမဟုတ်ဘူးခေါင်းထဲမှာစုပ်ပြီးဝင်သွားတဲတဲ့ရေလောင်းလိုက်လို့ရှင်လေရေကလည်းတဲတဲ့စိတ်ဝင်သွားမှာအဲ့ဒါမျိုးလို့ပဲသူတို့ခန္ဓာကိုယ်ကဒီရုပ်ချမ်းပေါ်မှာရပ်လို့မရအောင်ရပ်လို့မရသည့်အတွက်ကြောင့်ရုပ်ချမ်းဖန်ဆင်းလိုက်ရဖန်ဆင်းလိုက်တဲ့အခါမှာရပ်လို့ရတဲ့အနေအထားမျိုးရှိတယ်လို့ဒီလိုဆိုအေးဘယ်ဘဝပဲဖြစ်ဖြစ်ကံကောင်းလို့ရလာတဲ့ဘဝဟူသမျှမှာအဆိုးတွေပါလာတယ်ရှောင်လွယ်လို့မရဘူးအဲ့တော့တန်တရားထဲမှာဘလောက်ပဲကံကောင်းတဲ့ပြောနောက်ဆုံးဟာလူဟာထိုဘဝတည်မြဲတာမရှိသည့်အတွက်ကြောင့်အလုံးဆုံးခွာပြီးတော့သွားအဲ့တော့တန်တရားထဲမှာဘယ်ပုံပဲရှာ30ပုံတွေကဘယ်ပုံပဲရှာမတည်တဲ့ပုံဆိုတာမရှိဘူးအဲ့ဒီမဲ့အကုသိုလ်တွေအကျိုးကိုခံစားရတဲ့ပုံကတော့အပယ်4ပုံပဲကုသိုလ်ရဲ့အကျိုးကိုခံစားရတာလူပြည်ရဲ့နတ်ပြည်6ထပ်ရဲ့ပြမဘုံ26ပုံအဲ့ဒါတွေကကုသိုလ်ရဲ့အကျိုးကိုခံစားဒုက္ခအကျိုးခံစားရတဲ့ပုံကအရေးအတွက်အားဖြင့်အလွန်နည်းတဲ့ငရဲတရိစ္ဆာန်ပြိတ္တာအတုရကေသို့တော့ဥယျအစမတန်များတယ်နော်ဥယျအစမတန်လူတွေကထင်ကြတယ်တခါတလေမေကုန်းတွေမေးကြတယ်မနုဿတဘောလူဖြစ်ဖို့ခဲတယ်လို့ပြောတယ်တဲ့ဒီကနေ့ခေတ်မှာလူဥယျတွေတိုးတက်တယ်တန်ပေါင်း9000ကျော်သွားပြီနောက်မကြခင်မဲ့တန်ပေါင်း8000 9000 1000ဖြစ်လိမ့်မယ်ပေါ့အဲ့တော့လူဖြစ်ရခဲ့တယ်ဆိုတာဟုတ်ပါမလား
တန်တရားဖြစ်ကြမေးကြဒါကသူကနှိုင်းရှင်မကြည့်လို့သာပြောနေတာပါလူတွေဘလောက်ဥယျတိုးတိုးပွဲစိတ်တွင်တွင်မိပါမလားကဲစဉ်းစားကြည့်အလုံးငကြောဆိုတာစားဘူးတာပဲငပုံနာသွားစားကြည့်ငပုံနာမှာဘိုက်ကလေးနဲ့လေအများတာငပုံနာဆိုတဲ့ငါကအဲ့မှာငါဥအများတမ်းပါတယ်မဟုတ်လားတကောင်ကဥတဲ့ဥဟာတန်းချီရှိတယ်အဲ့တော့ငါးတကောင်ရဲ့မွေးဖွားနှုန်းဟာတန်းချီရှိတယ်လူတယောက်ရဲ့မွေးဖွားနှုန်းက၄ဥ၅ဥတဲ့မပို့ဘူးအလွန်ရှားတယ်အဲ့တော့အဲ့ဒီနှုန်းသားနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ငါးတစ်မျိုးတည်းတည်းပဲငါးတကောင်သည်တန်ပေါင်းများစွာသောငါးတွေကိုမွေးဖွားနိုင်တယ်ပေါ့အဲ့နှုန်းနဲ့ကြည့်မယ်ဆိုရင်လူဥယျာဉ်နဲ့ငါးဥယျာဉ်ပဲအများမလဲငါးဥယျာဉ်အများတယ်အဲ့ဒါကြောင့်မလို့လူဖြစ်ဖို့ခက်တယ်ဆိုတာနှိုင်းရှင်ကြည့်ရဒါတရိစ္ဆာန်တစ်မျိုးတည်းပြောတာတရိစ္ဆာန်အမျိုးပေါင်းများစွာ species လို့ခေါ်တယ်မျိုးတွေအများကြီးရှိတယ်ငါးတောင်မှပဲအမျိုးပေါင်းများစွာဗမာပြည်ကလူတွေတောင်မှငါးမျိုးတွေကိုတော်တော်လေးသိကြတယ်ငလူတို့ငလဲတို့ငပတ်တို့ငချင်းတို့ဆိုတာလေဟုတ်တယ်မလားငါးတောင်ကနာမည်မျိုးမျိုးတက်ပြီးတော့နာမည်ပေးထားလူတွေကပေးတာပါငါးတွေကတော့သူ့ကိုယ်သူငချင်းလို့သိမှာမဟုတ်ပါဘူးနော်လူတွေကစားကောင်းတော့မှတ်ထားတာဖြစ်လိမ့်မယ်အဲ့ဒါလို့တိရစ္ဆာန်လောကကြီးဟာမွေးဖွားနှုန်းကအလုံးကိုမြင့်မားတယ်ဒါကြောင့်မို့လို့လူဘဝတော့ရခဲ့တာမှန်တယ်သို့တော့ကုသကံကြောင့်ရလာတဲ့ဘဝတည်ပင်လင်တည်မြဲတဲ့ဘဝမဟုတ်ဘူးပြောင်းလို့ရတယ်ဘုန်းကြီးတို့လူဘဝလူတွေဟာတစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်ဟာကြီးထွားလာပြီးနောက်ဆုံးကျတော့အိုမင်းရင်းရောပြီးသေဆုံးခြင်းနဲ့အဆုံးသတ်သွားတာအဲ့ဒါကိုမမေ့ရနော်အဲ့တော့ကံတရားရှိနေသမျှကံကောင်းတယ်လို့ပဲပြောကောင်းတဲ့ကုသိုလ်ကံတွေလုပ်တယ်လို့ပဲပြောတန်တရားထဲမှာဆိုလို့ရှိရင်အခုလို့နောက်ဆုံးမှာဒါနဲ့ပဲအဆုံးသတ်မှာအိုတယ်နားတယ်သေတယ်ဒါနဲ့ပဲအဆုံးသတ်မယ်ဆိုအဲ့ဒီဘက်ကကြီးလိုက်မယ်ဆိုရင်စိတ်ပြည့်စရာကြီးမကောင်းဘူးလားကောင်းတယ်ကုသိုလ်ကံကြောင့်ဖြစ်ရပေမဲ့လို့ဗြဟ္မဘုံဖြစ်ကုသိုလ်ကံကြောင့်ဖြစ်တဲ့ဆုံးတော့တတန်းစီရင်သေဦးမှာပဲနတ်ပြည်ရောက်လဲတတန်းရှိသေဦးမှာပဲအဲ့တော့ဘယ်ဘဝမှာအသေးလွတ်တာမရှိတော့30ပုံထဲမှာကံကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲအလုံးဟာသေဆုံးခြင်းနဲ့ပဲအဆုံးသတ်ကြရတာဖြစ်တော့ဒီကံတရားရဲ့ဖန်တီးမှုတွေဟာသိခြင်းတရားကိုမကျော်လွှားနိုင်ဘူးဆိုတာမထင်ရှားဘူးလားထင်ရှားပါဘူးဗျာဒါကြောင့်မို့လို့ဒီကံတရားတွေကုံသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ခါခန္ဓာဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ကံတွေကိုဖယ်ရှားပြစ်ဖို့လိုတယ်ဖယ်ရှားတဲ့အခါမှာကောင်းတဲ့ကံလည်းဖယ်ရှားမယ်မကောင်းတဲ့ကံလည်းဖယ်ရှားကောင်းတဲ့ကံကိုမကောင်းတဲ့ကံကိုကောင်းတဲ့ကံနဲ့ဖယ်ရှားတယ်ကောင်းတဲ့ကံကိုကြတော့ကောင်းတဲ့ကံနဲ့အစွမ်းထက်တဲ့ကံနဲ့ဖယ်ရှားတယ်ဖယ်ရှားတယ်ဆိုတဲ့နေရာမှာကံကိုကံနဲ့တိုက်ရိုက်ဖယ်ရှားတာလားဆိုတော့မဟုတ်ဘူးဘုရားရဲ့ချင့်စဉ်မှာကံကိုဖယ်ရှားခြင်းကိလေသာကိုဖယ်ရမှာဖြစ်တယ်နော်ကိလေသာကိုဖယ်နိုင်မှကံကိုဖယ်တာဖြစ်တယ်ကြည့်လေပရိစ္ဆသမုပ္ပါဟောထားတာကြည့်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဝိဇ္ဇာဆိုတာရှိနေသမျှကာလပတ်လုံးသင်္ခါရဆိုတဲ့ကံတရားတွေရှိနေအောင်ဒီနေရာမှာသင်္ခါရဆိုတာကံကိုပြောတာသဗ္ဗေသင်္ခါရကသင်္ခါရကိုပြောတာမဟုတ်ဘူးဘဝကိုဖန်တီးတဲ့ကံတရားတွေအဝိဇ္ဇာဆိုတဲ့ကိလေသာရှိနေသမျှကာလပတ်လုံးဘဝကိုဖန်တီးတဲ့ကံတရားတွေရှိနေအောင်ဟောအဝိဇ္ဇာဆိုတဲ့ကိလေသာဘဝကိုဖန်တီးတဲ့ကံအဲ့ဒီကံနှစ်ခုအဲ့ဒါနှစ်ခုပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့တရေစိတ်လေးကိုဖန်တီးလိုက်ကြတယ်ဖန်တီးလိုက်တဲ့အခါကျတော့တရေစိတ်လေးနဲ့မှီပြီးတော့ယုတ်တည်နံနေဖြစ်လာယုတ်နံနေဖြစ်လာတဲ့အခါမှာယုတ်ထဲမှာဘာတွေပါလာတော့ဆိုမျက်စိနာနာလျှာကာယဆိုတာပါတယ်ပြီးတော့စိတ်ပါတယ်အဲ့ဓာတွေဟာမျက်စိပါသည့်အတွက်ကြောင့်ပြင်မနဲ့ဆက်သွဲတယ်နားပါသည့်အတွက်ကြောင့်ပြင်မကအတန်နဲ့ဆက်သွဲတယ်နှာခေါင်းပါသည့်အတွက်ကြောင့်အနံ့နဲ့ဆက်သွဲမိတယ်လျှာပါသည့်အတွက်ကြောင့်အရသာနဲ့ဆက်သွဲမိတယ်ကိုယ်ကာယပါသည့်အတွက်ကြောင့်အထီးတွေ့တွေနဲ့ဆက်ဆက်စိတ်ပါသည့်အတွက်ကြောင့်ပြင်မကအတွေးအာယုန်တွေနဲ့ဆက်သွဲမိတယ်ဟောဆက်သွဲသွားပရိစ္ဆေသမုပ္ပါကလူရဲ့ဘဝကိုရှင်းပြထားတာကြည့်မသိလို့အမှန်မသိတာကိုအကြောင်းပြုပြီးတော့ကောင်းမှုမကောင်းမှုကိုပြုလုပ်တယ်
အဝိဇ္ဇာပစ္စယသင်္ခါရအမှန်မသိမှုရှိနေသမျှကာလပတ်လုံးကံတရားတွေရှိမယ်ကံတရားရှိရင်ကံတရားကအကျိုးကိုထုတ်လိုက်မယ်အဲ့ဒီထုတ်တဲ့အကျိုးသည်ဝိညာဏဆိုတဲ့ပရိသေအကျိုးပရိသေကစလိုက်ပြီဆိုရင်နာနေယုတ်တွေပါလာမယ်နာမရူပပစ္စယသလာယတနာဟောလူရဲ့ခန္ဓာကိုယ်မှာအင်္ဂါယတ္တိပေါ်လာအဲ့ဒီအင်္ဂါယတ္တိပေါ်လာလို့ရှိရင်မျက်စိပါဠိအတွက်ကြောင့်အစင်းနဲ့ဆက်သွဲတဲ့သလာယတနာပစ္စယဖတ်တော့ဟောတွေ့ကြုံနေရလာတယ်တွေ့ကြုံရတဲ့အခါကျဖတ်တာပစ္စယဝေဒနာခံစားမှုတွေရလာတယ်ဒါလူဘဝဆိုအတ္တနော်ပြောလိုက်မယ်ဆိုရင်အမေကမွေးလိုက်တယ်အမေကဘာကြောင့်မွေးတော့အမေကတော့အမှန်တော့မွေးပေးရတာအဓိကအမွေးဝမ်းနဲ့ပို့လိုက်တာဘယ်သူနဲ့ဘယ်သူကပို့လာတော့ဆိုရင်ကိလေသာနဲ့ကံကပေါင်းပြီးပို့လိုက်တာနော်အမေရဲ့ဝမ်းနဲ့ရောက်သွားအောင်ကံနဲ့ကိလေသာကပေါင်းပြီးတော့ပို့လိုက်တာအဲ့ပို့တဲ့အခါမှာသူကမတန်ဆင်းရတဲ့အမေစီပို့ခြင်းနဲ့ပို့တယ်ချမ်းသာတဲ့အမေစီလည်းပို့ခြင်းပို့တယ်အဲ့တော့ကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ချမ်းသာတဲ့အမေစီပို့တယ်မကောင်းမှုအကုသိုလ်တွေများတဲ့ပုဂ္ဂိုလ်ကြတော့ဆင်းရဲတဲ့အမေစီပို့လိုက်တယ်လူဖြစ်တာချင်းတော့တူတူပဲသို့တော့ဆင်းရဲဒုက္ခရောက်တယ်ချမ်းသာတယ်ဆိုဖြစ်လာအဲ့ဒီမိခင်စီပို့လိုက်တဲ့လက်သေးဟာပရိစ္ဆေသမုပ္ပါဒ်မှာကြည့်မယ်ဆိုရင်အဝိဇ္ဇာနဲ့သင်္ခါရတို့အကြောင်းနှစ်ခုရှိတယ်အဲ့ဒီထဲမှာဒီအဝိဇ္ဇာဆိုတဲ့ကိလေသာဟာဘယ်သူနဲ့ပေါင်းစပ်တာတော့ဆိုတဏှာဆိုတဲ့ကိလေသာနဲ့ပေါင်းစပ်တယ်အဝိဇ္ဇာရှိရင်တဏှာရှိတယ်တဏှာရှိရင်အဝိဇ္ဇာရှိတယ်ဒီလိုဆိုအဲ့တော့လူဘဝကိုတွန်းပုတ်လိုက်ပုံလေးကိုစဉ်းစားကြည့်လှုပ်ကြံဖန်တီးလိုက်တယ်ဘယ်သူလှုပ်ကြံဖန်တီးလဲကိုယ်တိုင်အတိတ်ဘဝလှုပ်ထားတဲ့ကံတရားတွေက ready ဖြစ်နေတယ်အဲ့ဒီကိုယ်တဏ္ဍာမှာရှိနေတယ်ကောင်းမှုမကောင်းမှုတွေလှုပ်ထားတယ်အဲ့ဒီထဲကကုသိုလ်ကောင်းမှုတွေကအခွင့်ကြုံလာတယ်အခွင့်ကြုံလာတဲ့အခါမှာအဝိဇ္ဇာကအမှန်မသိအောင်ဖုံးကွယ်ပေးလိုက်တယ်နော်အဲ့ဒီမှာတဏှာကသဘောကျလိုက်တယ်သဘောကျလိုက်တဲ့အချိန်မှာကံတရားကနေတွန်းပို့လိုက်တယ်သူတို့သုံးဦးလက်သက်ချက်ကတော့သူတို့သုံးဦးပဲအဝိဇ္ဇာကအမှန်မသိအောင်အမှားကိုမြင်နေအောင်အဝိဇ္ဇာကဖန်တီးပေးလိုက်တယ်ဖန်တီးပေးလိုက်တဲ့အချိန်မှာလူချင်းစိတ်ကညွတ်သွားတဲ့တဏှာကအဲ့ဒါလိုညွတ်သွားတဲ့အခါမှာကံစွမ်းအားကနေတွန်းထည့်လိုက်တာဘဝတစ်ခုရသွားဒီလိုဖြစ်တာနော်အဲ့ဒါကိုမြတ်စွာဘုရားဟောတယ်အဝိဇ္ဇာနိဝရဏနံတဏှာတန်ယောဇနာနံနော်တန္တာဝိတံတန္တရတာတန်တရားခရီးတော်နေကြတဲ့ပုဂ္ဂိုလ်တွေဟာအဝိဇ္ဇာကအမှန်မသိအောင်ဖုံးပေးထားပြီးတော့တဏှာဆိုတဲ့ကျိုးကဆွဲခေါ်ရကိုလူတွေဟာလိုက်နေကြရတယ်အဲ့ဒီလိုဘဝတစ်ခုကိုရအောင်ဖန်တီးလိုက်တာတော့ကံပဲဖြစ်တယ်အဲ့ဒီသုံးခုပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖန်တီးလိုက်ကြတာအဲ့ဒီသူတို့ဖန်တီးပေးလိုက်တဲ့မျိုးစိတ်လေးကိုမှအမေကထိမ့်သိမ့်ပေးပြီးတော့လူဖြစ်လာတာဒီထက်ကအမေကလက်မခံဘူးဆိုရင်သွားပြန်ရောအမိုက်ပုံးနဲ့ရောက်ချင်းရောက်တော့နော်ခုခေတ်အမေတွေကလည်းပဲလက်ခံညီမခံတာလေလက်မခံလို့ရှိရင်တော့အဲ့ဒါသွားပြန်ရောအဲ့ဒီလိုကံတရားရဲ့ဖန်တီးမှုကြောင့်လူတွေဟာမိခင်ဝမ်းထဲကိုရောက်လာကြရောက်လာပြီးတဲ့အခါမှာရုပ်ပုံတော့ပြည်ပြင်းဖြစ်လာပြီဆိုရင်နာမရူပပစ္စယသလာယရဏသလာယရဏပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာလို့ဆိုစိတ်ခံစားချက်မှုတွေဖြစ်လာပြီးအရွယ်ရောက်လာပြီဆိုတဲ့အခါကျဘာဖြစ်ခံစားမှုကိုလိုချင်တဲ့ဝေဒနာပစ္စယတဏှာဆိုတာတွေဖြစ်လာတဏှာပစ္စယဥပါဒနာလိုချင်တော့ဆွဲလန်းတယ်ဆွဲလန်းတော့ဘဝကိုတိဆောက်လာပြန်တယ်ဥပါဒနာပစ္စယဘောဟောတန်တရားကအဲ့ဒီတိုင်းနဲ့သွားနေတာနော်အဲ့လိုသွားနေတဲ့ပရိစ္ဆေသမုပ္ပါဒ်တန်တရားကြီးထဲမှာလူတွေဟာဘာနဲ့ဆုံးသက်တုံးဆိုရင်ဇာတိပစ္စယဇရာမရဏအိုခြင်းသိခြင်းနဲ့ဆုံးသက်အဲ့တော့တန်တရားထဲမှာဆိုလို့ရှိရင်ဒီအဝိဇ္ဇာကဥဆောင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ကံတရားရဲ့ဆောင်ရွက်ချက်တွေဟာနောက်ဆုံးမှာသိခြင်းမှာပဲအဆုံးသတ်ရတယ်ဆိုတာဘယ်ဘုံမှာလဲလို့ဆိုရင်ဘုံတိုင်းမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့အဝိဇ္ဇာကိုဖယ်ရှားရမယ်အမှန်သိအောင်လုပ်ရမယ်ဖယ်ရှားပြီးကံကိုဖယ်ရှားဒါကြောင့်မို့ကံကိုဖယ်ရှားခြင်းလို့ရှိရင်ကိလေသာကိုအရင်ဖယ်ရှားရမှာဖြစ်တယ်ကိလေသာကိုဖယ်ရှားခြင်းဖြင့်ကံတရားတွေဟာဖယ်ရှားပြီးသားဖြစ်တယ်ဆိုပါစို့ကံဆိုတာမျိုးစေ့နဲ့တူတယ်ကိလေသာဆိုတာအစိုးတတ်နဲ့မြေနဲ့အလားတရံတူတယ်
အစိုးတတ်ရဲ့မြေရဲ့အဲ့ဒီနှစ်ခုနဲ့မထိအောင်မျိုးစေ့လေးတစ်စိတ်ကိုလုံးလုံးချုံချုံဖန်ပေါင်းကြောင်နဲ့ဖန်ဘူးထဲမှာထည့်ထားမယ်ဆိုအပင်ပေါက်ပါမလားပေါက်နိုင်ဘူးအဲ့တော့ကိလေသာကံတရားဟာလည်းပဲကိလေသာနဲ့ပေါင်းစပ်မှုမရှိအောင်လှုပ်ထားလိုက်မယ်ဆိုလို့ရှိရင်ကံတရားဟာအကျိုးမပေးတော့အကျိုးမပေးတော့ဘူးဆိုလို့ရှိရင် तू ကမျိုးစေ့အနေနဲ့အပင်ပေါက်လာမှာမဟုတ်တော့ဘူးလို့ဒီလိုဆိုလို့လည်းပေါ့နော်ဒါကြောင့်မို့ကံကိုဖယ်ရှားကျင့်စဉ်များဆိုတဲ့နေရာကံကိုဘယ်လိုဖယ်ရှားဖို့ကြိုးစားသလဲမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ပေါ်ထွန်းခဲ့တဲ့ပုဂ္ဂိုလ်ကနိခန္ဓနာတပုဒ္ဒလို့ခေါ်တယ်ဒီကနေ့ခေတ်အိန္ဒိယမှာသူ့ကိုကိုးကွယ်တော့မှရှိသေးတယ်နော်အိန္ဒိယရောက်ဖို့တဲ့ပုဂ္ဂိုလ်တွေတွေ့လိုက်ဂျိမ်းဖယားလို့ခေါ်တယ်မဟာဝီရသူ့နာမည်မဟာဝီရလို့ခေါ်ဘုံဘေဘက်မှာဆိုရင်သူ့ရဲ့ရုပ်တုတွေဟာလမ်းလေကောင်မှာအကြီးကြီးတွေလှုပ်ထားနော်တခါတခါဗုဒ္ဓဝိကရာမှာခေါရမဗုဒ္ဓထိုင်းနေတဲ့ပုံစံမျိုးဒီရုပ်တုတွေခေါရမဗုဒ္ဓရုပ်တုနဲ့ရောပြီးရောင်းတာရှိတယ်ဗမာတွေကမသိတော့အဲ့ဒါဝဲလာတတ်တယ်သူကဘာကွာတော့ဆိုရင်ခေါရမဗုဒ္ဓမှာသင်္ကန်းပါတယ်အဲ့ဂျိမ်းဖျားကသင်္ကန်းမပါဘူးဟောသင်္ကန်းမပါရုံနဲ့မကဘူးသူ့ရဲ့ရင်ပတ်မှာဆွာစတီကာဆိုတဲ့စัจ जा တစ်စိတ်လေးပါဆွာစတီကာလို့ခေါ်တယ်အဲ့စัจ जा တစ်စိတ်လေးအဲ့ဒါလေးပါလို့ရှိရင်ဒါဂေါရမဗုဒ္ဓရုပ်တုမဟုတ်ဘူးမဟာဝီရရဲ့ရုပ်တုလို့ထိုင်ပုံထိုင်နည်းတွေအကုန်တူတူပဲပုံစံတူတူပဲအိန္ဒိယဗုဒ္ဓဂယာမှာဒါတွေရောင်းတယ်နော်အဲ့တော့ဘုရားဘူးတွေကဗုဒ္ဓရုပ်တုနဲ့မဟာဝီရရုပ်တုမကွဲတဲ့အခါကျတော့ဝဲလာမေးတတ်တယ်ပေါ့အေးအဲ့ဒီမှာဒါလည်းမကဘူးငရုတ်ဆုံတဲ့ငရုတ်ချပွေးဝဲလာတာပိုဆိုးသေးတယ်နော်ငရုတ်ဆုံတဲ့ငရုတ်ချပွေးမှားပြီးတော့ဝဲလာတာရှိတတ်သေးတယ်အဲ့ဒါတော့ပြောလို့မကောင်းဘူးနော်ကိုကကိုပဲစုံစမ်းစစ်ဆေးပြီးတော့ကြည့်ကြငရုတ်ဆုံငရုတ်ချပွေးဆိုတာဘာလို့ထားတော့ငရုတ်သီးထောင်းတာတော့မဟုတ်ဘူးနော်အဲ့ဒါလို့အဲ့တော့ခဏခေတ်ထီအောင်အိန္ဒိယနိုင်ငံမှာကိုးကွယ်တော့ကမဟာဝီရပဲဂေါရမဗုဒ္ဓနဲ့ခေတ်ပြိုင်သို့တော့ဂေါရမဗုဒ္ဓနဲ့အသက်ကြီးတယ်သူကအသက်ကြီးတယ်သူလည်းမင်းမျိုးမင်းတွေကနေပြီးတော့တောထွက်ပြီးတော့သူတို့ချိန်ဖျားဖြစ်တာချိန်ဘုံကြီးကျောင်းနေဘုရားဘာသာကျောင်းနေနာမှာရှိတယ်ဒါပေမဲ့ချိန်ခိုင်းကနှစ်ခိုင်းရှိတယ်ပေါ့ဆွေတံပရဆိုတဲ့ခိုင်းကဆွေတဆိုတာတေတအဖြူဝတ်တယ်ဆွေတံပရခိုင်းဆိုအဖြူဝတ်တယ်ပိတ်ဖြူဝတ်တယ်နောက်တစ်ခါဒိရှံပရဆိုတာဒိရှဆိုတာအယမျက်နှာအံပရဆိုတာအဝတ်ဒိရှံပရဆိုတာအယမျက်နှာလင်အဝတ်ဆိုတော့သူကအဝတ်မပါဘူးနော်ဝတ်လက်စလစ်နေတဲ့ခိုင်းကတစ်ခိုင်းနှစ်ခိုင်းရှိတော့တခါတော့ကတော့မြင်လိုက်ရတယ်ထိုင်းဘုံကြီးတစ်ပါးသွားပြီးတော့တယ်လီဗီရှင်းရိုက်ထားတာပြတာတခါမြင်လိုက်ရတယ်အဲ့ဒါလို့ချိန်ဖျားတော့ခဏတီကိုပဲအဲ့ဒီဂျိမ်းဘုရားရဲ့အဆုံးအမတရားတွေဟာအိန္ဒိယနိုင်ငံမှာရှိနေတော့မှဖြစ်တယ်ပေါ့အဲ့တော့သူကလည်းပဲဘာအတွက်ကျင့်တာတော့ဆိုလို့ရှိရင်ကံကုံအောင်ကျင့်တာကံတွေကိုဖယ်ရှားဖို့ကြိုးစားတာသူလည်းမြင်တယ်ဒီကံတွေရှိနေတယ်များအိုခြင်းနာခြင်းသိခြင်းမလုပ်နိုင်ဘူးဒီကံတွေကိုဖယ်ရှားရမယ်ဆိုပြီးသူလည်းလုပ်တယ်အဲ့တော့သူကံဖယ်ရှားနည်းကတော့ဘယ်လိုဖယ်ရှားတော့လို့ဆိုဒီဗုဒ္ဓစာပေထဲမှာမှတ်တမ်းတင်ထားတာဘာလို့ဆိုပုရဏနံကမ္မနံတပတာဖြန္တိဘာဝသူကအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတရားတွေမှန်သမျှကိုတဲ့ပင်ပန်းခဲရင်ဆိုတာကျင့်တဲ့တပဆိုတဲ့အကျင့်ကိုကျင့်ပြီးတော့ဖယ်ရှားတယ်လို့သူတို့ဆိုနော်ပုရဏနံကမ္မနံတပတာဖြန္တိဘာဝနော်သူတို့ဖယ်ရှားဖို့ဖယ်ရှားနေနော်ကံကိုဖယ်ရှားကျင့်စဉ်များဆိုသူတို့ဖယ်ရှားတာကကံဟောင်းကိုပင်ပန်းခဲဆိုတာကျင့်ပြီးတော့ဖယ်ရှားတယ်ဒါတခုဆိုလိုတာကခွေးဖြစ်စေနိုင်တဲ့ကံကိုခွေးလိုနေပြီးကျင့်ပြီးတော့ဖယ်ရှားလိုက်တယ်ပေါ့ကျွတ်တင်ခံလိုက်တဲ့သဘောပေါ့နော်အဲ့တော့ပင်ပန်းပန်းဒုက္ခရစရိယာကျင့်တွေကိုကျင့်ပြီးတော့ကံဟောင်းတွေကိုပျောက်အောင်လုပ်တယ်ကံဆိုတာအကျိုးခံစားပြီးရမှအရှိန်ကုန်တာဆိုတော့အဲ့ဒီသဘောနဲ့တူတယ်ကံတရားကိုပင်ပန်းပန်းဒုက္ခရစရိယာ
ခဲခဲရင်ရင်အကျင့်တွေကိုကျင့်ပြီးတော့ဖယ်ရှားတယ်သူတို့ခဲခဲရင်ရင်ကျင့်တဲ့အကျင့်တွေဟာမေတ္တာမှများတယ်ဘုရားစာပေထဲမှာဖော်ပြထားတဲ့ကျင့်စဉ်တွေသူတို့ရဲ့တပတ်အကျင့်တွေအလွန်ပဲပြင်းထန်ချို့ဆိုလို့ရှိရင် squatting လို့ခေါ်တယ်ဒီဆောင်းကြောင်ထိုင်ပြီးတော့တစ်သလုံးဆောင်းကြောင်ထိုင်ပြီးတော့နေတာနေနိုင်ပါမလားနေနိုင်တစ်သလုံးဆောင်းကြောင်ထိုင်အဲ့ဒီအကျင့်နဲ့ကျင့်အဲ့ဒါလို့အေးပြီဆိုတဲ့အချိန်မှာရေချိုးတယ်မကောင်းမှုအဟုသူတွေမျောတယ်ရေချိုးတယ်ပူပြီဆိုတဲ့အချိန်မှာမီးလှုံတယ်ဆိုတဲ့တပတ်အကျင့်မျိုးတွေအဲ့ဒါလို့ကျင့်တာဒီအကျင့်တွေနဲ့ကံဟောင်းတွေကုံအောင်လို့ဆိုပြီးတော့သူတို့လှုပ်ချတာဖြစ်တယ်ဒါဖြင့်ကံအသစ်ကိုတော့ဘလို့တားတော့ဆိုရင်နဝနံကမ္မနံအကရဏတေဒုက္ခတာကံအသစ်တွေကိုကြတော့သူတို့ကမလှုပ်ဖဲရှောင်တယ်မလှုပ်ဖဲရှောင်ပြီးတော့ဖြစ်နိုင်တဲ့အကြောင်းတရားတွေမှန်သမျှကိုဖယ်ရှားပစ်တယ်ပေါ့ဒါကြောင့်မို့ကံဟောင်းကိုတော့သူတို့တပတ်အကျင့်ကိုကျင့်ခြင်းဖြင့်ဖယ်ရှားတယ်ကံအသစ်ကိုမလှုပ်ဖဲနေခြင်းအပြင်ကံအသစ်တွေကိုဖယ်ရှားတယ်အဲ့ဒါလို့ဖယ်ရှားလိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုကံမဲ့ခရာဒုက္ခခယောကံကုံသွားလို့ရှိရင်ဒုက္ခဆိုတာကုံသွားရောတဲ့ဒုက္ခကုံလို့ရှိရင်ဒုက္ခခရာဝေဒနာခယောဒုက္ခကုံလို့ရှိရင်ဝေဒနာကုံတယ်လို့သူကဒီလိုယူဆတယ်နော်ဒုက္ခခရာဝေဒနာခယောဝေဒနာခရာတပ္ပံဒုက္ခနိစ္စိဏံတန်တရားဝဆင်းရဲတွေကြုံသမျှတွေအကုန်လုံးပြီးသွားနော်ကံမဲ့ခရာဒုက္ခခယောကံကုံသွားလို့ရှိရင်ဒုက္ခတွေကုန်မယ်ဒုက္ခခရာဝေဒနာခယောဝေဒနာတွေကုန်သွားမယ်ဝေဒနာခရာတပ္ပံဒုက္ခနိစ္စိဏံဘောဟိတတိအဲ့ဒီလိုမဟာဝီရနိကန္ဒဘုရားကဒီလိုခေါ်တယ်သူလည်းကံကုန်တဲ့အကျင့်ကိုကျင့်စဉ်တွေကိုချမှတ်ပြီးတော့အဲ့ဒါလိုကျင့်ခိုင်းတယ်သူကကျင့်ခိုင်းတယ်အဲ့ဒီနီးနဲ့သူတို့အကျင့်မှာကျင့်တယ်အဲ့ဒါနဲ့ပတ်သက်လာလို့ရှင်အာနန္ဒမထေရမြတ်ကဝေသာလီမြို့မှာမဟာဝနလို့ဆိုတဲ့တောထဲမှာသတင်းသုံးနေတဲ့အချိန်မှာမြို့တဲကအဘယဆိုတဲ့လက်ဆွေမင်းသားရဲ့ဒီပဏိတကုမာရလို့ဆိုတဲ့လက်ဆွေမင်းသားသူတို့နှစ်ယောက်ဟာဘာသာရေးစိတ်ဝင်စားကြတယ်ဘာသာရေးစိတ်ဝင်စားပြီးတော့နိကန္ဒရဲ့အဆုံးအမကိုအဘယကမေးတယ်နိကန္ဒရဲ့အဆုံးအမနဲ့ပတ်သက်ပြီးသူသိထားနိကန္ဒဘုရားကဘယ်လိုဟောတယ်ဆိုရင်နိကန္ဒဘုရားကကံအသစ်တွေကိုကံအဟောင်းကိုအကျင့်နဲ့ဖယ်ရှားမယ်ကံအသစ်ကိုမလုပ်ဖဲရှောင်ရှားမယ်အဲ့ဒီနည်းနဲ့ကံကုန်ရင်ဒုက္ခကုန်တယ်ဒုက္ခကုန်ရင်ဝေဒနာဆိုတဲ့ခံစားမှုကုန်တယ်ဝေဒနာခုံဆုံးမှုကုန်ရင်တဏှာဝဆင်းရဲဆိုတာလုံးဝချုပ်ငြိမ်းသွားတယ်လို့သူကဒီလမ်းစဉ်ချမှတ်ပြီးတော့ချက်ချက်ကျိုးကိုအထုတ်ခိုင်းတယ်တဲ့နော်အဲ့ဒီအထုတ်ခိုင်းတယ်ဒီနေရာမှာဗုဒ္ဓဂေါတမကဘယ်လိုဟောပါသလဲဆိုမေးခွန်းကိုရှင်းနေတာမေးတယ်နော်ဗုဒ္ဓဂေါတမအနေနဲ့ကဒီကံကုန်တဲ့ကျင့်စဉ်ကိုဘယ်လိုဟောသလဲလို့ဆိုအဲ့ဒီမှာရှင်အာနန္ဒမထေရမြတ်ကရှင်းပြတာတခုရှိတယ်နော်ရှင်အာနန္ဒမထေရမြတ်ကရှင်းပြဘယ်လိုရှင်းပြတော့လို့ဆိုတော့သူကဒီကံကုန်အောင်ကျင့်တဲ့နီး၃မျိုးရှိတယ်ဆိုတဲ့အကြောင်းရှင်းပြ၃မျိုးရှိတယ်အဲ့ဒီကံကုန်အောင်ကျင့်တဲ့အကျင့်ကိုသူကနေဆရာလို့ခေါ်တယ်နေဆရာဆိုတာတွန်းလှန်ဖယ်ရှားခြင်းလို့အဓိပ္ပာယ်ရကံတရားတွေကုံသွားအောင်တွန်းလှန်ဖယ်ရှားပြရမယ်။ဘာနဲ့တွန်းလှန်ဖယ်ရှားရမယ်ဆိုတာကိုရှင်အာနန္ဒမထေရမြတ်ကရှင်းပြတယ်။ရှင်းပြတယ်နော်။အဲ့တော့သူရှင်းပြတဲ့ဟာကိုအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့မဂ္ဂင်၈ပါးလို့ခေါ်တဲ့မဇ္ဈိမပฏิပဒါနဲ့ရှင်းပြတာဖြစ်တယ်။မဇ္ဈိမပฏิပဒါဆိုတာဘာနဲ့ဖွဲ့စည်းထားတော့ဆိုသီလရဲ့သမာဓိရဲ့ပညာရဲ့ဒီ၃ခုနဲ့ပဲဖွဲ့စည်းထားတာပဲဖြစ်တယ်ကိုကျင့်သီလပြည့်စုံအောင်လုပ်ရမယ်စိတ်တည်ငြိမ်မှုတမာရီကိုจิตကြိုးကိုအထောက်ရမယ်ပြီးတဲ့အခါမှာပညာကျင့်စဉ်ကိုကျင့်ရမယ်သီလတမာရီပညာအဲ့ဒီ၃မျိုးနဲ့ပဲဖယ်ရှားတယ်လို့အဲ့တော့ရှင်အာနန္ဒကမြတ်စွာဘုရားချမှတ်တဲ့နေဆရာဆိုတဲ့ကျင့်စဉ်တစ်ခုဒီစကားလုံးကိုသူတို့လည်းသုံးတယ်နေဆရာဆိုတဲ့အဓိပ္ပာယ်က
တွန်းလှန်ဖယ်ရှားခြင်းကံတရားတွေကိုဖျက်ဆီးပစ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရအဲ့တော့ဘုရားဘာသာအနေနဲ့ကတော့တော်တော်များများတော့ကံကောင်းအောင်ကြိုးစားနေကြတာအဲ့တော့ကံတရားတွေကိုဖယ်ရှားပစ်ခြင်းရောဘာလို့ရမလဲကံတရားတွေကိုဖျက်ဆီးပစ်ခြင်းဘာနဲ့ဖျက်ဆီးရမလဲလို့ဆိုတဲ့အခါဘဂိရှိပါအကျင့်တရားနဲ့ကံတရားကိုဖျက်ဆီးရမှာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုဒီကံတရားကမဖျက်ဆီးလို့ရှိရင်သူကမျိုးစိတ်ကြပြီးအပင်တွေပေါက်နေမှာပဲ။အပင်တွေပေါက်နေလို့ရှိရင်ဒီအပင်ဖြစ်လာရင်အိုးမယ်နောင်မယ်သေဦးမယ်ဒီဟာမလွတ်တော့လူဖြစ်လာရင်အိုးမယ်သေမယ်နားမယ်နတ်ဖြစ်ရင်လည်းသေမယ်ဗြဟ္မာဖြစ်ရင်လည်းသေဦးမယ်နော်။အဲ့လိုကံတရားရှိနေသမျှကာလပတ်လုံးသေဆုံးခြင်းနဲ့ဆုံးသတ်မှာဆိုတော့ဒီကံတရားကိုဖယ်ရှားပြစ်မှာဖြစ်မယ်ဆိုတော့မြတ်စွာဘုရားဒီရှန္ဒနာကမြတ်စွာဘုရားရဲ့နိလန်းကိုရှင်းပြတယ်နံပါတ်1အနေနဲ့ကိုချင်းသီလပြေဝအောင်จิตသုံးခြင်းပဲဖြစ်တယ်ကိုချင်းသီလဆိုတာဟာဒီကံကိုဖယ်ရှားတယ်ဆိုတဲ့နေရာမှာကံကိုတိုက်ရိုက်ဖယ်ရှားတာမျိုးမဟုတ်ဘူးသီလကျင့်ပြီးတော့သီလနဲ့ကိလေသာကိုဖယ်ရှားလိုက်တာအဲ့တော့ကိလေသာကိုဖယ်ရှားတယ်ဆိုဘယ်ကိလေသာကိုဖယ်ရှားတာတော့ဆိုကိလေသာဟာအဆင့်30ရှိတယ်အလုံးသတိထားကြည့်ဖို့ရအဆင့်30နဲ့ဖြစ်လာဒီအဆင့်30ဆိုတာအခြေခံအတွင်းထဲမှာဒီတည်ရှိနေတာဆိုပါတော့ remain ဖြစ်ခုခေတ်စေပညာစကားနဲ့ပြောရင် positive ဖြစ်နော် positive ဖြစ်နေတာကိုအနုတ္တယကိလေသာလို့ခေါ်တယ်ခုခေတ်သိတယ်မဟုတ်လား HIV positive တို့ C ပိုး B ပိုးနော် A ပိုး B positive ဆေးသွားပြီးတော့ medical check up သွားလုပ်တဲ့အခါမှာဟိုကအဖြေထုတ်လိုက်တယ်လေ C ပိုးရှိတယ် B ပိုးရှိတယ်နဲ့ပြောလိုက်တယ်မဟုတ်လားအဲ့ဒီတို့ positive ဖြစ်နေတာရှိနေပေမဲ့ तू ကထကြောတောင်းကြမှုလှုပ်ချင်မှလှုပ်တာမိဖို့ထဲမှာမီးရှိပေမဲ့မီးကလောင်ချင်မှလောင်တာလေသူကသူအကန့်အသတ်လေးနဲ့ထားလို့ရှိရင်မီးဆိုတာရှောက်လောင်တာမဟုတ်ဘူးအဲ့ဒါမျိုးလိုပဲရှိနေတာကိုဆိုလို့တယ်အဲ့ဒါကိုအင်္ဂလိပ်လိုတော့ line latent လို့ခေါ်တယ်အနုတ္တယ line latent သူကအခြေအနေတစ်ခုအနေနဲ့ရှိနေတယ်အဲ့ဒီရှိနေတဲ့အရာတစ်ခုသည်အာယုန်တစ်ခုနဲ့အကြောင်းတစ်ခုဆုံလိုက်တဲ့အခါမှာသူကထပ်ပြီးတော့ဖြစ်ပေါ်လာတယ်အဲ့ဒီထပ်ပြီးတော့ဖြစ်ပေါ်လာတာကိုပရိယုဌာဏလို့ခေါ်တယ်အနုတ္တယကိလေသာပရိယုဌာဏကိလေသာအနုတ္တယကိလေသာဆိုတာ positive ကိုပြောတာနော်ပရိယုဌာဏကိလေသာဆိုတာ activate ဖြစ်လာလှုပ်ရှားလာ activate ဖြစ်လာအေးနောက်တစ်ခုအဲ့ဒီလှုပ်ရှားလာတဲ့အခါမှာထပ်ပြီးတော့သူကကျွလွန်မှုတွေအကျိုးသက်ရောက်မှုတွေပေါ်လာပြီဆိုလို့ရှိရင်သူကဝိတိတ်ကမလို့ခေါ်တယ်ဝိတိတ်ကမလို့ခေါ်တယ်ဥပမာစဉ်းစားကြည့်ဖို့ gas မီးချဖူးလေးပဲကြည့် gas မီးချဖူးလေးမှာအထဲမှာ gas ရှိတယ်တော့မီးရှိလားလို့ဆိုရင်မီးမရှိဘူးအကြောင်းတစ်ခုလိုနေတယ်မီးဖြစ်နိုင်တဲ့တတ္တိသူ့မှာရှိတယ်တယောက်ကအဲ့ဒီ gas မီးချစ်ကလေးကိုဘိန်းလုံးလေးကနေဖိပြီးပွန့်လိုက်မယ်ဆိုလို့ရှိရင်မီးတော့ကလေးမဖြစ်ဘူးလားအဲ့ဒါမီးဖြစ်နိုင်တဲ့အနေအထားရှိနေတာနဲ့အနုတ္တယကိလေသာနဲ့တူတယ်အကယ်၍အဲ့ဒီမှာ gas တွေကုန်နေတယ်ဆိုရင်မီးဖြစ်ဖို့မရှိတော့နော် gas တွေရှိနေတယ်ဆိုရင်မီးဖြစ်ဖို့အနေအထားရှိတယ်တယောက်ကဖိပြီးတော့ချစ်လိုက်တယ်ဆိုရင်မီးတော့ကလေးဖြစ်လာအဲ့ဒီမီးတော့ကလေးဖြစ်လာတာနဲ့အဲ့ဒီမီးတောက်ကလေးကလောင်စရာတွေကိုရှောင်းလောင်ပြီးဆိုလို့ရှိရင်ဝိတိတ်ကမနော်အဲ့တော့ကိလေသာအဆင့်30မရှိဘူးလားအဆင့်30ရှိတယ်ပထမအခြေခံအဆင့်ရှိတယ်ပြီးရင်လှုပ်ရှားလာတဲ့အဆင့်ရှိတယ်ပြီးရင်လောင်ကျွမ်းဖြစ်စီတဲ့အဆင့်ရှိတယ်အဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍာမှာကိလေသာဆိုပါစို့လူတယောက်ဟာပြုံနဲ့ဆက်ဆံရေးကောင်းတယ်အဲ့ဒီလိုပြုံနေတိုင်းသူ့ကိုဒေါသမရှိဘူးလို့ပြောလို့မရဘူးနော်သူအခြေအနေတွေကောင်းနေသေးလို့ရှိရင်သူ့ရင်ထဲမှာတော့ဒေါသရှိတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဒေါသဖြစ်ကြလားဖြစ်ပါပါဗျာအေးတရားရောက်ကနေပြီးတော့သူ့ကိုနှစ်ဖူးကိုဒုံးနဲ့ရိုက်လိုက်မယ်သို့မဟုတ်ဆဲလိုက်မယ်ဆိုရင်သူဘာဖြစ်လားအဲ့ဒါဒေါသပေါက်ထွက်လာခုနတုန်းကဒေါသသူ့ရင်ထဲနှလုံးထဲမှာဒေါသမပယ်သေးတာကအနုတ္တယ
နော်မပယ်သေးတာ positive ဖြစ်နေတာအနုတယတယောက်ကဆဲတာကိုအကြောင်းပြုပြီးသို့မဟုတ်သူ့ကိုစော်ကားတာကိုအကြောင်းပြုပြီးတော့ထောင်းမဲ့နဲ့ဒေါသဖြစ်လာတာပရိယုဌာဏအဲဒေါသဖြစ်လို့ဒုတ်ဆွဲဓာဆွဲရိုက်တယ်နှက်တယ်ဖြစ်လာတဲ့အခါကျတော့ဝိတိတ်ကမလို့ခေါ်တယ်အဆင့်30နော်တခြားကိလေသာလည်းအဲ့လိုပဲအဆင့်30နဲ့သွားတယ်ဟုတ်ပြီအဲ့ဒီမှာဝိတိတ်ကမလို့ဆိုတဲ့လူသိထင်ရှားတဲ့နှုတ်ကနေဆဲတာတို့လက်နဲ့ရိုက်တာနှက်တာတို့ဆိုတဲ့ကျွလွန်မှုတွေပေါ့ဆဲရည်တိုင်းထွာမှုရိုက်နှက်ကျွလွန်မှုဆိုတဲ့အဲ့ဒီဝိတိတ်ကမကိလေသာကိုဘာနဲ့တားတော့ဆိုလို့ရှိရင်သီလနဲ့တားလိုက်တယ်သီလနဲ့တားလိုက်တယ်ဒီအဆင့်ကိုသီလနဲ့တားတာအခု၈ပါးသီလစောင့်တည်ထားတယ်ဆိုရင်ဗိုက်စာပေမဲ့မစားဘူးပေါ့တားထားလိုက်ဟုတ်ကဲ့လားအဲ့ဒီလိုတားထားဝိတိတ်ကမကိလေသာမလုံးနဲ့နဲ့တားထားတယ်ဟောသီလစောင့်တည်ထားတယ်သူတော်အသက်မတတ်ဘူးတားထားတယ်သူတော်ဥစ္စာမယူသူတော်သားမယားမပြစ်မှားဘူးဝိရစေဝမသုံးဘူးလိမ့်မပြောဒါတွေတားထားလိုက်သီလနဲ့တားထားလိုက်သီလနဲ့ကဘု து တားတာတော့ကံကိုတားတာလားဆိုကံကိုတားတာမဟုတ်ကိလေသာတွေကိုတားလိုက်ကိလေသာကိုတားလိုက်ခြင်းအပြင်ပါဏာတိပါဒကံဖြစ်သေးလားပါဏာတိပါဒကံကိုလည်းတားပြီးသားဖြစ်သွားတယ်အာရိဏဒါနကံကာမေတုမေသစာရမုတဝါဒသူရမေရိယဆိုတဲ့ကံတွေမကျွလွန်တော့ဘူးလေမကျွလွန်တော့စိတ်แท้ကတော့ကျင့်တတ်ချင်မှကျင့်တတ်မယ်ဒါပေမဲ့မကျွလွန်တော့ဝိတိတ်ကမမဖြစ်တော့အဲ့ဒါသီလနဲ့ဖယ်ရှားလိုက်တယ်လို့ခေါ်တယ်သီလနဲ့ကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကံကိုလည်းဖယ်ရှားပြီးသားဖြစ်သွားပြန်တယ်ပေါ့နောက်တစ်ခါတမာတိစိတ်ထဲမှာသူဟာလူတတ်ချင်တဲ့စိတ်တွေဖြစ်ချင်ဖြစ်နေသူများဥစ္စာခိုးချင်တဲ့စိတ်တွေဖြစ်ချင်ဖြစ်သူတော်ဘာသားမယားပြမားတဲ့စိတ်တွေဖြစ်လူတယောက်ကိုလိမ်ဖို့စိတ်ကူးခြင်းကူးနေအရက်သေးစာတောက်စားဖို့သူဟာစိတ်ကူးရင်စိတ်ကူးနေလိမ့်မယ်အဲ့ဒါလို့စိတ်ကူးနေမှုဟာ activate လို့ခေါ်တယ်ဖြစ်ပေါ်နေတာစိတ်ထဲမှာအရင်ဖြစ်ပေါ်လာဘာပဲဖြစ်ဖြစ်လုပ်ပြီဆိုရင်စိတ်ထဲကအရင်စတာပဲလေအဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်နေတာကိုပရိယုဌာဏလို့ခေါ်တယ်အဲ့ဒီဖြစ်ပေါ်နေမှုကိုမဖြစ်ရလေအောင်လဲမယ်ဆိုလို့ရှိရင်အသက်ကိုပဲသူတို့ပေးဆက်မှာပဲသီလကိုတော့အပြတ်မခံဘူးလို့ဒီလိုဆိုတယ်နော်ဒါကြောင့်မို့လို့သီလကျင့်စဉ်ကိုပြည့်ပြည့်ဝဝကျင့်ခြင်းအပြင်ကံအချို့ကိလေသာတွေထို့တူပဲတမာတိကျင့်စဉ်ကိုကျင့်တဲ့အခါမှာဇံထိအောင်ရောက်ရှိအောင်ကျင့်လိုက်တယ်တမာတိကျင့်စဉ်ကဇံကိုကြားလိုက်ပြီးဆိုရင်ဘာစိတ်တွေပျောက်သွားတော့ဆိုကာမဂုဏ်အာယုန်စိတ်တွေလုံးဝပျောက်သွားတမာတိကိုပြည့်ပြည့်ဝဝကျင့်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မို့အနာဂံပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်တမာတိဟာပြည့်ပြည့်စုံဖြစ်သွားတော့ကာမိသန္တာဆိုတဲ့ကာမဂုဏ်စိတ်တွေမရှိတော့ဘူးဗျာပါဒဆိုတဲ့စိတ်ဆိုးစိတ်ညစ်တွေမရှိတော့ဘူးအားလုံးသူ့မှာလုံးဝဖြူစင်သွားသည့်အတွက်ကြောင့်ဒေါသကိုအကြောင်းပြုဖြစ်တဲ့ကံလည်းမလာတော့ဘူးလောဘကိုကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့လောဘကိုအကြောင်းပြုပြီးဖြစ်တဲ့ဒီကံတရားတွေလည်းမလာတော့ဘူးမလာတော့သည့်အတွက်ကြောင့်တမာတိကျင့်စဉ်အထွတ်ထိပ်ရောက်လိုက်လို့ရှိရင်ကာမဘုံလို့ဆိုတဲ့လူပြေနတ်ပြေတောင်မှပဲကြော်လွှားသွားပြီးတော့ဗြဟ္မဘုံထိအောင်သူကရောက်ရှိသွားနိုင်တဲ့အချက်မျိုးရောက်တယ်ပေါ့အဲ့ဒီလိုရောက်ပြီဆိုတဲ့အချိန်မှာဝိပဿနာကျင့်စဉ်ကိုတိုးမြင့်ကျင့်လိုက်တဲ့အခါမှာသူတဏ္ဍာမှာမပြတ်စည်းဝင်နိုင်တဲ့အာတဝဆိုတဲ့ကိလေသာအဲ့ဒါတွေလုံးဝရဆိုင်ပြစ်လိုက်နိုင်တယ်ပေါ့လောဘဆိုတာလည်းလုံးဝရဆိုင်လိုက်တယ်မာယွင်းတဲ့အမြင်ဆိုတာလည်းလုံးဝရဆိုင်ပြစ်လိုက်တယ်မောဟဆိုတဲ့အာတဝဆိုတာကိုလည်းလုံးဝရဆိုင်ပြစ်လိုက်နိုင်တယ်ဒါကြောင့်မို့အာတဝတွေကုံသွားတာကိုအာတဝခရလို့ခေါ်တယ်တကယ်တော့အာတဝဆိုတာဒီလေးခုတင်ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံသွားတယ်ကိလေသာတွေအလုံးကိုဖယ်ရှားလိုက်နိုင်တာနဲ့တပြိုင်နက်ကံတရားတွေအလုံးဟာလည်းဖယ်ရှားပြီးသားဖြစ်သွားတယ် positive ဒီ negative ဖြစ်သွားပြီလို့ဒီလိုဆိုလို့ရတယ်အဲ့ကြတယ်နော်ယောဂတစ်ခုဟာ positive ကို negative ဖြစ်အောင်လုပ်နိုင်မှသူကဘယ်တော့မှဒီယောဂရဲ့ဒီ activate ဖြစ်ပြီးတော့ဒုက္ခပေးတာမရှိတော့ negative ဖြစ်သွားပြီဆိုတဲ့အဓိပ္ပာယ်အဲ့ဒါလို့ရှန္ဒနာမထေမြတ်ကရှင်းပြလိုက်တဲ့ဒီကျင့်စဉ်တစ်ခုဟာတတ္တနံဝိတုဒ္ဓိယသရဝရီစင်ကြယ်ဖို့တောကပရိဒေဝနံသမတိကမာယဆိုရင်ရခြင်းငိုကြွေးရခြင်းဆိုတဲ့ဆင်းရဲမှုတွေဒုက္ခဒေါမနတနာကိုဆင်းရဲရခြင်းစိတ်ဆင်းရဲရခြင်းဆိုတဲ့ဒုက္ခဒေါမနတတွေချုပ်ငြိမ်းသွားဖို့
ညာယတအဓိကမယနိဗ္ဗာန်လမ်းကြောင်းကြီးပေါ်ရောက်သွားဖို့နိဗ္ဗာန်တပစ္စည်းကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ကိုယ်တွေ့သိရှိဖို့ဆိုတဲ့ဒီရည်ရွယ်ချက်အကျိုး9ချက်ကိုမျှော်လင့်ပြီးတော့မြတ်စွာဘုရားဟာသီလသမာဓိပညာလို့ဆိုတဲ့ကျင့်စဉ်နဲ့ကံကိုဖယ်ရှားတာဖြစ်ပါတယ်ဒါဗုဒ္ဓရဲ့ကံကိုဖယ်ရှားနည်းပဲဖြစ်တယ်ပေါ့ခုနလိုတပအကျင့်နဲ့တို့မလုတ်ဖဲနေခြင်းရှောင်ကျင်ခြင်းဆိုတဲ့အကျင့်မျိုးနဲ့ဖယ်ရှားတာမဟုတ်ဖဲနဲ့ကိလေသာကိုသီလသမာဓိပညာအဆင့်30နဲ့ကိလေသာကိုဖယ်ရှားခြင်းဖြင့်ကံတရားတွေကိုဖယ်ရှားတဲ့နည်းစနစ်ကိုမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တဏှာဝုတ်ကလွတ်ပြီးတော့နော်လုံးဝဒုက္ခချုပ်ငြိမ်းဖို့ဆိုလို့ရှိရင်ကံကိုမဖယ်ရှားပဲနဲ့လုံးဝမဖြစ်နိုင်ပါဘူးကံကောင်းခြင်းနေသေးလို့ရှိရင်တော့ဖြစ်အောင်မဟုတ်သေးဘူးဒါကြောင့်မို့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်နောက်ဆုံးအဆင့်ကုသိုလ်ကောင်းမှုကိုမိမိတဏ္ဍာမှာတိဆောက်ပေးခြင်းအပြင်ကိလေသာတွေကိုလုံးဝဖယ်လိုက်နိုင်တယ်ကိလေသာတွေကုန်သွားပြီဆိုရင်ကံတွေလည်းကုန်သွားပြီလို့မှတ်ရမှာဖြစ်တယ်ဒါကြောင့်မို့ကံမဲ့ခရာကိလေသာခရာကံမဲ့ခရောကိလေသာကုန်ခြင်းကြောင့်ကံကုန်တယ်ကိလေသာနေတော်တွေကမ္မနေတော်တော့ကိလေသာတွေချုပ်ငြိမ်းသွားလို့ရှိရင်ကံတွေချုပ်ငြိမ်းသွားတယ်ကံတွေချုပ်ငြိမ်းသွားပြီဆိုမှဘဝဟာချုပ်ငြိမ်းသွားတာအဲ့ဒီဘဝချုပ်ငြိမ်းသွားတာဒီပဲလေနိဗ္ဗာန်ပဲဖြစ်တယ်ဘဝနေတော်တော့နိဗ္ဗာန်ဘုရားဘာသာဝင်သူတော်စင်တွေဥတည်ချက်ထားတဲ့နိဗ္ဗာန်ဆိုတာနော်ဆင်းရဲဒုက္ခတွေအလုံးချုပ်ငြိမ်းပြီးတော့ဘဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ပဲဖြစ်တယ်အဲ့ဒီနိဗ္ဗာန်မရောက်မချင်းအိုခြင်းနာခြင်းဆိုတဲ့တန်တရားဝဆင်းရဲတွေနဲ့ကြုံတွေ့နေကြအောင်မှာဖြစ်လို့အိုခြင်းနာခြင်းဆိုတဲ့တန်တရားဝဆင်းရဲတွေလွတ်ကင်းမှုအတွက်ကတော့ကိလေသာတွေကင်းအောင်လုပ်ကြရမှာဖြစ်တယ်ကိလေသာတွေကင်းမှကံတွေဟာလှုပ်ဆောင်နိုင်မှုတွေလျော့ပါသွားပြီးနောက်ဆုံးမှာသူ့ရဲ့လှုပ်ဆောင်မှုတွေဟာလုံးဝကင်းပြတ်သွားမှာဖြစ်တယ်အဲ့ဒီကြမှာတန်တရားဝဆင်းရဲကလွတ်ကင်းကြမှာဖြစ်တယ်ဆိုတာကိုစီမှတ်သားနာယူပြီးကံကိုဖယ်ရှားတဲ့အကျင့်စဉ်များကိုကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း